ချက်စီနဲ့အာဆင်နယ်တို့ရဲ့ကာရာဘောင်ကပ်ထိပ်တိုက်တွေ့ဆုံမှု30ချက်အာဆင်နယ်ကချက်စီကွင်းမှာနောက်ဆုံး9ပွဲဆက်ရှုံးနေခြင်းမရှိအောင်ကစားထားနိုင်ပါတယ်။ဒါပေမဲ့ဒီနေ့ညမှာတော့ချက်စီဘက်မှာနီးပြတဲ့လီယန်ရိုစင်နီယာရောက်ရှိနေပြီဖြစ်လို့ဒီအစင်လာတွေပြတ်သွားမလားဆိုတာကျွန်တော်စောင့်ကြည့်ရတော့မှာပါ။အားလုံးပဲမင်္ဂလာပါ။ပေါပေါ channel ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့ညမှာတော့အင်္ဂလန်ပြည်တွင်းရှုံးထွက်ဖလားတစ်ခုဖြစ်တဲ့ကာရာဘောင်ကပ်ဆီမီဖိုင်နယ်ပထမအကြော့ဖြစ်လန်ဒန်မြို့ကန်ပြိုင်ဘက်ကြီး2သင်းဖြစ်တဲ့ချက်စီနဲ့အာဆင်နယ်တို့ကStamford Bridge မှာထိပ်တိုက်တွေ့ဆုံကြတော့မှာဖြစ်ပါတယ်။ဒီပွဲက2သင်းစလုံးအတွက်အရန်ရေးကြီးပါတယ်။အနိုင်ရတဲ့အသင်းက Manchester 16ရက်နေ့မှာ Wembley ကွင်းကြီးထဲမှာကစားမဲ့ဘော်လီပွဲစီကိုတက်လန်းနိုင်ဖို့အခွင့်အရေး90%သေချာသွားမှာပါ။တစ်ဖက်မှာလည်း Man City နဲ့ Newcastle တို့ပွဲစဉ်မှာတော့ပထမအကြော့မှာ Newcastle က Man City အသင်းကို2ဂိုးကိုမရှိနဲ့ရှုံးနေသွားခဲ့ပါတယ်။အဲ့ဒီပွဲမှာတော့ Man City အတွက်ဒီ Semenyo နဲ့ဒီ Chucky တို့ဂိုးသွင်းနိုင်ခဲ့ပါတယ်။ Semenyo အနေနဲ့ Man City ကိုရောက်ရှိပြီးကစားတာ2ပွဲပဲရှိသေးပေမဲ့ဂိုးပါဝင်ပတ်သက်မှု3ချိန်အထိပြုလုပ်ထားပြီးပါပြီ။ဒါကြောင့်တစ်ဖက်မှာ Man City က Newcastle ကိုဒုတိယအကြော့အဖြစ်နဲ့အိမ်ခွင်းမှာရင်ဆိုင်ရမှာဖြစ်လို့ Man City အနေနဲ့ဘော်လီပွဲတက်ဖို့အတွက်ရာဂိုင်နှုန်းတော်တော်များများသေချာနေပြီလို့ပြောလို့ရပါတယ်။ဒါဆိုရင်တော့ဒီနေ့ရဲ့အဓိကအကြောင်းဖြစ်တဲ့ Arsenal နဲ့ဒီ Chelsea တို့ရဲ့ပွဲစဉ်ကိုပြန်လဲသုံးသပ်ကြည့်ပါမယ်။ Arsenal အသင်းကြောင်းအရင်ပြောပါမယ်။နီးပြ Arteta ရဲ့ဒီ Arsenal ကလက်ရှိ Premier League မှာဇယားထိပ်ကနေ6မှတ်ဖြတ်ဥဆောင်နေတဲ့အသင်းမှာဒီ Arsenal အသင်းကပြီးခဲ့တဲ့6နှစ်အတွင်းမှာဘာစုဖလားမှမရရှိခဲ့တာကြောင့်ဒီရာသီမှာတော့ပြည်တွင်းဖလားတွေကိုအရယူဖို့တကယ်ကိုစာလောင်နေတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ FA Cup ပွဲမှာလည်း Portsmouth ကို4ဂိုးတဂိုးနဲ့အလွယ်တကူအနိုင်ယူပြီးတော့ဒီသူတို့ရဲ့အရှိန်ဟုန်တွေကိုဆက်လက်ပြီးတော့မြင့်တင်ထားတာဖြစ်ပါတယ်။အထူးသဖြင့်ကစားသမားတစ်တွေနဲ့လူငယ်ကစားသမားတွေရဲ့စုဖွဲ့မှုကအခုချိန်မှာအတော်လေးတည်ငြိမ်နေပြီးတော့ Champions League မှာလည်းအလားအလာကောင်းနေတဲ့အသင်းဖြစ်လို့ Chelsea အတွက်တော့တကယ်ကိုကြောက်စရာကောင်းတဲ့ပြိုင်ဘက်လိုပဲမြင်မိပါတယ်။ Chelsea ဘက်မှာတော့အပြောင်းလဲအကြီးကြီးတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့နီးပြတဲ့လီယန်ရိုစင်နီယာပါပဲ။သူကဒီအန်ဆိုမာစကာရဲ့နေရာမှာအစားထိုးဝင်ရောက်လာတာဖြစ်ပြီးတော့ပထမဆုံးပွဲအဖြစ်ချာတန်ကို9ဂိုးတဂိုးနဲ့အနိုင်ရထားပါတယ်။ဒါက2016ကွန်တီနောက်ပိုင်းပထမဆုံးပွဲဥထွက်ပွဲမှာအနိုင်ရတဲ့ချက်စီအတွက်နီးပြတယောက်ဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီပွဲကအဆင့်နှိမ့်တဲ့အသင်းနဲ့ကစားခဲ့တာဖြစ်လို့ရိုစင်နီယာရဲ့အရေးချင်းစစ်ကိုဒီနေ့ညအာဆင်နယ်နဲ့ပွဲမှာစစ်ဆေးရမယ်လို့မြင်မိပါတယ်။ရိုစင်နီယာကအရင်နီးပြတွေလက်ထက်မှာပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့လူငယ်လေးတွေဖြစ်တဲ့ဘော်နာနိုတီဂီတန်စ်နဲ့ဂူရီတို့ကိုအခွင့်အရေးတွေပေးလာနိုင်တယ်လို့မြင်မိပါတယ်။သူတို့ရဲ့တက်ကြွမှုတွေကအာဆင်နယ်ရဲ့အတွေ့အကြုံရင့်ခံစစ်ကိုဘယ်လောက်ဒုက္ခပေးမလဲဆိုတာစိတ်ဝင်စားစရာပါပဲ။ဒဏ်ရာပြဿနာနဲ့ဒီလူစင်ရင်ခံမှန်းချက်ကိုကျွန်တော်ချက်လောက်ကြည့်ပါမယ်။ Chelsea ဘက်မှာတော့ Levine ကိုဝဲနဲ့ Romeo Lavia တို့မပါဝင်နိုင်တာကခံစစ်နဲ့ကွင်းလယ်အတွက်အားနည်းချက်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကူကူရဲလာပြန်လာတာကတကယ်ကိုအားရှိစရာလို့ပြောလို့ရပါတယ်။ကိုပါမာနဲ့ Reece James တို့ကတော့ပွဲထွက်နိုင်မလားဆိုတာနောက်ဆုံးမိနစ်ထိကျွန်တော်တို့စောင့်ကြည့်နေရသေးပါပဲ။ Arsenal ဘက်မှာတော့ဒီတိုက်စစ်မှု Kai Havertz ကဒဏ်ရာကနေပြန်သက်သာလာလို့လူစားဝင်ကစားနိုင်ပေမဲ့ပွဲထွက်ဖို့တော့ခက်ခဲအောင်ပါပါ။ဒါကြောင့် Gyökeres ကပဲတိုက်စစ်မှာအထိုင်ကစားမှာဖြစ်ပြီးတော့ hat-trick သွင်းထားတဲ့ Martinelli နဲ့ Saka တို့ကဘယ်တောင်မှညာတောင်မှတိုက်စစ်ကနေကူညီပေးနိုင်မယ်လို့မျှော်လင့်ရပါတယ်။နီးပြီးပိုင်းစမ်းစစ်ချက်ကိုကျွန်တော်ချက်လောက်ကြည့်ရပါမယ်။ Arsenal ကအမြဲတမ်းလိုဘောလုံးပိုင်ဆိုင်မှုအသာစီးယူပြီးတော့ကွင်းလယ်က Zubimendi, Declan Rice တို့နဲ့ပွဲကိုထိန်းချုပ်တတ်တဲ့အစဉ်အလာရှိပါတယ်။ Chelsea ဘက်ကတော့ဒီနီးပြသစ်ရဲ့လက်အောက်မှာကစားဟန်အသင်းနဲ့ Arsenal ကိုတံပြန်တိုက်စစ်ကနေချိန်ချောက်ဖို့ကြိုးစားလိမ့်မယ်လို့မြင်မိပါတယ်။ဒီနီးပြသစ်ကိုအရေးချင်းကိုစမ်းသပ်ရမယ်ဆိုပေမဲ့သူ့အနေနဲ့ဒီပွဲစဉ်ထဲမှာကင်တွေ့တာ2ပွဲပဲရှိသေးတဲ့အတွက်ဒီနေ့ပွဲစဉ်ကလည်းကျွန်တော်အနေနဲ့အများကြီးမျှော်လင့်ထားလို့ရသလိုအရန်ကြီးလည်းမမျှော်လင့်ထားဖို့တော့လိုအပ်ပါလိမ့်မယ်။ Chelsea ပြည်သက်တွေအတွက်ဒါတကယ်ကိုအရေးကြီးပါတယ်။ပြီးတော့ဒီ Chelsea ရဲ့ခံမှန်းလူစင်းမှာတော့ Enzo Fernandez ကကွင်းလယ်ဖန်တီးရှင်ဖြစ်ပါဝင်လာဖို့ရှိပြီးရှေ့တန်းမှာတော့ Liam Delap ရဲ့အဆုံးသက်တွေကိုအားကိုးရဖို့ရှိပါတယ်။ Arsenal ကတော့ Saliba နဲ့ Gabriel တို့လိုကြောင်းဆောင်လိုခိုင်မာတဲ့ခံစစ်အစုအဖွဲ့ကိုအသုံးပြုပြီးတော့ပေးကိုမရှိအောင်အရင်ထိန်းမှာတော့တေချာနေရလို့မြင်မိပါတယ်။နောက်ဆုံးအနေနဲ့သုံးသပ်ရရင် Chelsea က2021-22ရာသီကလေးကArsenal ကိုအိမ်ကွင်းမှာမနိုင်ဘူးသေးပါဘူး။ဒါပေမဲ့နီးပြသစ်တစ်ယောက်ရောက်လာတဲ့အခါမှာ
ကစားသမားတွေရဲ့စူးစမ်းအားထုတ်မှုကပုံမှန်ထက်ပိုလာလေးရှိပါတယ်။အာဆင်နယ်ကတော့အဝေးခွင့်ဖြစ်လို့တတိထားကစားရမှာဖြစ်သလိုဒုတိယအကြော့အိမ်ကွင်းပွဲစဉ်ကြံသေးတာကြောင့်ဒီပွဲမှာအရှုံးမရှိဖို့ကိုပဲအဓိကထားမှာပါ။ကျွန်တော်အနေနဲ့ကတော့ဒီပွဲကတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်တိုက်စစ်ဆင်ရင်းနဲ့တကူးစီဒါမှမဟုတ်နှစ်ကူးစီတေးရလက်နဲ့ပဲပြီးဆုံးသွားလိမ့်မယ်လို့ခံမှန်းချင်ပါတယ်။ဘရိုအနေနဲ့ရောဘလို့ထင်မိပါသလဲ။နီးပြတဲ့ရိုစနီယာရဲ့ချက်စီကအာဆင်နယ်ကိုအံ့အားသင့်အောင်လုပ်ပြနိုင်မလားဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦး။ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာထပ်မံဆုံတွေ့နိုင်ဖို့ like follow subscribe လုပ်ပေးခဲ့ဖို့မမေ့ကြပါနဲ့။